ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ blog script ကိုဆောင်းမှာဖြစ်ပါတယ်အဲ့ပြီးတော့ကျွန်တော်တို့တောင်းပန်ချင်တာကတော့ကျွန်တော်ဗီဒီယိုမတင်တာကြားအတွက်အားလုံးတောင်းပန်ပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘက်ကအခက်အခဲအနေငယ်ရှိနေတော့ကြောင့်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တကယ်တောင်းပန်ပါဗျာအဲ့တော့ရှေးဝေးစကားပြောမိမယ်နဲ့ဒီတစ်ခုပဲစလိုက်အောင်ဗျာခေကျွန်တော်အခုချိန်မှာဆို Roblox ရောက်လာပါခင်ဗျာအမှတွေ့ရ minor blog ဆိုတဲ့ကျွန်တော်ဝင်ပြီးဆော့ကြည့်လိုက်ပါတယ်ကောင်းကောင်းရခင်ဗျာမသိပါပါဒီတော့အချိန်မှာပဲ lag နေရတယ်ကျွန်တော်ကြုံခဲ့ရပါတယ်ဗျာ lag ချက်ကတော့မသိရင်ကျွန်တော်ဖုန်းကပဲမကောင်းတဲ့အတိုင်းပဲဗျာမက်ကကျွန်တော်ရောက်လာစာမှုလာမပြောတဲ့ဟိုနည်းတော့အပိတ်ပြီးရှိရယ်ပြီးရကျွန်တော်ရောက်လာနေတော့လည်းဖြစ်နေတယ်ကျွန်တော်လက်ချောင်းတဲ့အချိန်မှာချီးပိတ်ခင်ကနေကြော်ရတတ်ပါတယ်အဲ့လိုနေပဲကျွန်တော်လည်းရှောက်သွားနေရပါတယ်ခင်ထဲမှာတဲတော့တူရတယ်ဟာ what the hell ဟဲ့ဘေးက item shot ကြီးကဘာကြီးလဲအမဲမဲတခါမှမမြင်ဘူးဖေ။တေဝါထုတ်ရှုပ်တဲ့ခင်ရလိပြအောင်အဲ့မဲ့ကျွန်တော်တို့ဂိမ်းဆော့ကြည့်အချိန်မှာစီလာပါချစ်ကတွေ့ပါတယ်ခင်ဗျာလာပါချစ်ရဲ့အဲ့နဲ့ကောင်းရင်တင်ပြီးတော့ဝယ်ဆော့ကြည့်ရပါဗျာဟီရိုဘိုင်းလည်းပါတယ်ဆို maybe ကောင်းရင်ကောင်းပါပြောမရအောင်နာမည်ဟောဗျာ chicken jockey ရစီတန်ငယ်အဲ့လည်းပဲကျွန်တော်ဂိမ်းနဲ့ရောက်တဲ့အချိန်မှာဟိုလုံးဝခြေရတော့ Java ရှိတာ RTS လုံးဝတက်ထားတဲ့အတိုင်းပုံမပြောတာပါဆော့ကြည့်မြင်ရလူပုံစံမျိုးလာတယ်အဲ့မှာဘယ်လိုလဲကျွန်တော်မသိဘူးရောက်ချင်တော့ Java ပုံစံလေးလာတယ်ပေါ့ဗျာကျွန်တော်လည်း Java တစ်ခါမှမဆော့ဘူး Java ပုံစံတင်ဆော့ကြည့်တယ်ဒါပေမဲ့ game ရဗျာဘယ်တော့တော်စုပ်ပါတယ်ခင်ဗျာငယ်ရဲလားဒါပေမဲ့ဘာလို့ဒါတော့ပြန်ကြည့်နေရဆိုတော့စုပ်ရတယ်တော့ဒါတော့ပြရပါတယ် whatever အဲ့ဒါပဲကျွန်တော်လည်းတက်သွားခဲ့ပါတယ်ဟိုဒီမှာ cherry တော့ရှိတယ်ယေးဘာလို့မှလည်းတော့ cherry တော့ဟောမတို့ရမ်းပြီးရှေ့ဝင်ကြည့်အောင်ခမဒီကောင်ဒီတကားလည်းမရှိဘူးပေါ့ဒီကောင်ပြန်ဒီလိုဆောက်ထားလိုက်ဖြတ်ကြည့်အောင်ဟောမှာဒါဘာလို့တရားဖြတ်ပြီးဝင်အောင်ဒီဖြတ်မြေကြီးပါတူးပြီးတော့လေထိုင်ပါလားဟာဒီကောင်ပါလေကွာဒါကြီးထားဖြတ်လိုက်မယ်ရှုပ်လို့โอเคဖြတ်ပြီးပြီကျွန်တော်တို့ဒီမှာဖြတ်ကြည့်မယ်ကွာ stone brick တွေရောဖြတ်ရမယ်ဟာတော့အားရမကြိုက်တာကြည့်ရတာဒီကောင်အိမ်ထဲဝင်ပြီးယူလို့လာမလို့တော့လာရိုက်နေကောင်ထားတော့ကွာဒီကောင်မခိုးသူကပြန်ထားပေးလိုက်ပါရမင်းကြီးတွေရောမင်းတက်တာတွေရောအဲ့ပြီးတော့ဒီပြပိတ်ထားနေမှာပြန်ထားမှာပြီးတော့ဒီချားနေတော့ကြည့်အောင်ဟာဟိုငှက်တော့ငှက်လာပါလားပဲမသိချစ်တော့ကြည့်အောင်ချစ်စရာတည်းဟာငှက်ဖို့ကငါတိုက်ခိုက်နေကြတာဟာဟဲ့ကြောက်စရာကြီးအာတီးဇလက်ကြီးဟာတော့ကျောင်းဝင်တီးအောင်ဟဲ့ကောင်ဟဲ့ရလို့ငါပဲအနည်းငယ်ပဲရှိနေကြောင်လိုက်ရတော့ဘူးတီးပါတယ်ဟိုဖြစ်ချင်တော့ကဲဟောကျွန်တော်တရားကြီးရခဲ့ပါတယ်ခင်ဗျာအဲ့ဒါပဲ diamond helmet နဲ့ diamond bomb နဲ့ရခဲ့ပါတယ်helmet ကိုရှားနဲ့တော့ယူကြရအောင်တော်ကြနေအောင်လိုက်လူနေမှာဒုက္ခရောက်နေမယ်သူတို့ကတော့နောက်နောက်ထပ်ရိုက်နေကြပါတယ်ခင်ဗျာအဲ့ဒါကြောင့်ပြောရတာဒီလိုလေးဆာလိုင်းကောင်းနေတယ်ရိုက်တာဘယ်သူမှမထိခဲ့ပါဘူးဗျာ nice အဲ့ဒါကျွန်တော်ကဘာလဲဆိုရင်ဒီကစိန်ပေါင်းပြီးတည်းရခဲ့ပါတယ်အဲ့ဒီပဲကျွန်တော်စိန်ပေါင်းပြီးရခဲ့ချိန်မှာဘာလို့အကြံထိုးရအောင်ပါလဲဗျာအဲ့တော့ရှင်မကျွန်တော်စဉ်းစားမိတာဒီကုမ္ပဏီကကျွန်တော်ဒိုင်းကိုဘရော့ကြီးသူတို့ဘတ်ဘယ်လိုရလဲကျွန်တော်စဉ်းစားလို့မပြဒါပေမဲ့လည်းကျွန်တော်ခေါင်းရုံးမခံတော့ပါဘူးဘာလို့လဲဆိုရင်လှုပ်ရှားလုပ်လိုက်ပါတယ်အဲ့တော့သူများတွေရထားတဲ့ဒိုင်းဘလော့တစ်ဆက်ကိုတစ်ဆက်ဆို63လုံးမရှိကြအောင်အဲ့တော့ဘာလို့လဲဆိုရင်တော့မျိုးစင်ဆောင်မှာဖြစ်ပါတယ်ခင်ဗျာအိုင်ရပေါ်ဟိတက်ပြီး4 damage ကြောင်းလုပ်မှာဖြစ်ပါတယ်ကဲကြောက်လို့ရဖောက်လို့ရဖောက်ပဲပေါ်တက်ပြီโอเคအဲ့ဒါလည်းကျွန်တော်ရှောက်လို့မယ်အဲ့ကုန်ပြီကုန်ပြီစပါလက်နေခီလက်နေကဲခုံချမယ်shit တိုင်ဝမ်နဲ့ဖြက်စီးပြီးခုံချမယ်ဒီဒီကအမေးလာဖော်တဲ့ကဲကျွန်တော် Android ပဲဗျ။အဲကျွန်တော်တခြား game ထွက်ပြီး game ထွက်စောကြည့်ရဗျ။ဘာ game များရှိလဲရှာလိုက်တဲ့အချိန်မှာတော့ Minecraft 2.2ဆိုတော့ game မို့ဆိုတာငါ10မိနစ်တည်းက Minecraft ပုံစံမျိုးဖြစ်နေတယ်။အဲကျွန်တော်လည်းဝင်စောကြည့်ခဲ့ပါတယ်။ဘာမှမဟုတ်ပါဘူး။စမ်းသက်တဲ့ပေါ်အနေနဲ့ပါငယ်ရဲလားနေပါခင်ဗျာကျွန်တော်လည်းဘာမှမမြင်နဲ့ shock ဆင်းလိုက်တဲ့အချိန်မှာ4 damage ချက်ချင်းထိပါတယ်ဗျာကံကောင်းကျွန်တော်ဂိမ်းထဲအောင်ချိန်မှာ4 damage ချက်ချင်းထိရပါအဲ့ဒါကျွန်တော်လည်းအပေါ်လျှောက်သွားတယ်ပေါ်ဖြစ်ပါရင်ဒီကောင်လျှောက်သွားတယ်
ဘေးမှာဘယ်ဟာစားတိုင်းငါမသိပေါ်နေတယ်ကျွန်တော်မသိတော့ကျစလိုက်ပါဦးရှင်းစရဘလော့ကောင်တွေကဘလိုကောင်တွေမှမသိစောက်ပြီးပောက်ကြရချောက်တာအဲ့ဒါကျွန်တော်လည်းဂိမ်းရထွက်လိုက်ပါတယ်ချိပဂိမ်းကျွန်တော်မစောက်ဘူးနောက်ဂိမ်းချက်ချပဲလို့တော့ရှာပါတယ်ခင်ဗျာအဲ့ဒါကျွန်တော်ပါတွေ့ကြလဲဆိုရင် Minecraft Roblox Edition ကိုတော်တော်စိတ်ဝင်စားစောက်ခဲ့ပါတယ်စဉ်းစားတာမူချင်းကဗာစိတ်ကူးပေါက်ပြီးတော့ Minecraft ကို Roblox Edition ထုတ်ခဲ့တယ်ကျွန်တော်စဉ်းစားလို့မရပါဘူးဒါမူချင်းထုတ်တာမဟုတ်ဘူးဂိမ်းရောချင်းမှာပုံမှန် Minecraft တိုင်းပဲပေါ့နော်လူလေးပဲတော့အမှလူတောင်တွေ့တယ်အဲ့ဒီကောင်မလေးကျွန်တော်မေးဒါပေမဲ့သူကကျွန်တော်ရင်ရိုက်သွားပါတယ်ခင်ဗျာအဲ့ဒါကျွန်တော်သူမရရမရိုက်တယ်ဂိမ်းကကန်ကောင်းပြီးလက်နေတော့ကျွန်တော်တွေ့ရတယ်သူမတီးဘူးသူ့မတီးဘူးကျွန်တော်ပဲပြန်မတီးဘူးအဲ့ဒါပဲဖြစ်ချင်တော့ကျွန်တော်ရောက်တဲ့ဂိမ်းနဲ့ဘာကန်ရောက်တိုင်းမှာ evening တို့ပေါ့ညဖြစ်နေတာအဲ့ဒါပဲကျွန်တော်လည်း for သူများရင်တက်ကြည့်တယ်တက်ကြည့်မှလည်းဘာမှမရှိဘူးနော်ဟာကွာဘာလို့လဲငါရောက်တဲ့ဂိမ်းနဲ့အဲ့လိုမျိုး evening တို့ပေါ့ night ဖြစ်နေအဲ့ဒါဘယ်ရောက်ကုန်ဘလာကြီးနဲ့ကြောက်စရာကြီးအာရောင်ကဝင်ရိုက်သွားတာအဲ့ဒါလေးလေးပါတင်းဟုတ်တယ်ကဲလည်းပြီးကျွန်တော်ရှေ့တော့ကျွန်တော်လည်းကဲထုတ်လိုက်ပါခင်ဗျာရှုပ်လို့ဆိုပြီးတော့ Roblox Edition ဆိုတာကြီးရှင်းပြမယ်ဂျင်းကမစောကြပါနဲ့ Roblox fan တွေစောစောရင်စောပါကျွန်တော်ပြောပါဦး Microsoft လူတောင်နေတယ်မစောတင်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါကျွန်တော်ရှောက်ရှာတယ်ဘာတွေ့လဲဆိုတော့ Microsoft ကို Java Edition တွေ့ရတယ်ခင်ဗျာအဲ့ကျွန်တော်လည်း Java စောက်ပြီးဆိုပြီးတော့ဝင်ကြည့်ပါတော့ရှင်ကြည့်တော့ Minecraft မဟုတ်ဘဲနဲ့ Roblox ဖြစ်နေတာခင်ဗျာဒီ game ကိုကျွန်တော်ပပနဲ့ချင်းတဲ့ခံလိုက်ရဖြစ်ပါတယ် Minecraft ပုံကြီးပြန်က Roblox game ဆော့ခဲ့မိတာပေါ့ anyway ကျွန်တော်လည်းဒီ game ထဲမှာရှောက်သွားကြည့်ရပေါ့ဗျာဘာရရှိမလဲဆိုပြီးတော့ခုံစောသွားကြည့်ရမစိုးပါဘူး game ကမိုက်ပါတယ်အကိုင်ပေါ်လာရေဘူးလေးလားဘာလေးလားတဲ့ကျွန်တော်ကန်ကြည့်တယ်ဗျာခွက်လေးနဲ့တူတယ်ဖလားလားဘာလားမသိဘူးတနာကြပါကျွန်တော်ဘာမှမရှိလို့ပေးကြပါဆောက်တော့မလို့ဟာဆောက်ရလက်နေဘုံမတွေ့တဲ့ symbol ကြီးတခု welcome နဲ့ Roblox အေးပါကွာဒီ game ကကျင်းထဲသွားတာအခုမှ welcome Roblox လာပေါ်တာဘလို့ game မလဲမသိဘူးတော်ဆိုးတာအဲ့ဒါပဲကျွန်တော်ဘယ်ရောက်တော့တွေ့ရတယ် wow ဟဲ့ဒီ game ကဆောင်းမိုက်တယ် graphics ဆိုတာရ second ရပြီးကြော်ညာဘုတ်နဲ့ထည့်ထားတာမိုက်တယ်ကွာ game developer ငါကြိုက်တော့ညံကြီးရှင်းမယ်come on ဟာလုံးပြန်ပြီး graphics ဆွဲတာယူကွာသူဆွဲထားတာငါတို့လာကြွားနေဘလို့ကောင်မှန်းလည်းမသိဘူးကြောက်တော့ကြီးရတယ်ကြောက်စရာကြီးman what the hell ဘာတွေ့ရလဲဆိုတော့နောက်ထပ် graphics ဆွဲတဲ့ design တစ်ခုထပ်တွေ့ရပါတယ်အဲ့ဒါပဲကျွန်တော်လည်းဘာလဲကွာဆိုပြီး game ကထွက်လိုက်ပါတယ်ခင်ဗျာနောက်ထပ်ပဲကျွန်တော်ကအခင်းနေရတော့ပါတယ်အတူတူရတော့ Lovecraft ပြီးတော့ Jenny what the hell bro Jenny အဲ့ကျွန်တော် Jenny ပါဆိုချက်ချင်းပဲ game နဲ့ဝင်ဆော့ရပါတယ်ခင်ဗျာ Jenny ပါဆိုခင်ဗျာမိုက်မပုံဝင်တော်တော်လေးကိုဆိုးပါဘူး game graphic တွေကတော့ real ကျွန်တော် Minecraft asset နဲ့ပုံစံတူပါတယ်ငရဲလား မင်းကျွန်တော်နားထမကြိုက်ပါလားကွာ shit ဟာဒီကောင်ပါလေဟာယောကျွန်တော်ကြီးနဲ့ကြောက်စရာကြီးဟာဘာလို့ကြီးတော့ကြောက်ကြီးနဲ့ကွာ what the hell Roblox ကလုံးလိုက်ဘလို့လဲကွာကျွန်တော်ကြီးနဲ့ကြောက်စရာကြီးအဲ့ဒါပဲကျွန်တော်ရှော့သွားကြည့်ရယ်အိုးငါအဲ့ရှေ့ခဲပြနေချောကြသွားတာပါဒါတော့မဖြစ်ဘူးလားတော့ကျွန်တော်တို့ Roblox ထဲမှာတွေ့ရမယ်ချီးပေးခင် Roblox ထဲမှာတွေ့ရမယ်အဖြစ်ပြနေပဲဖြစ်ပါတယ်အဲ့ကျွန်တော်မြောက်တဲ့ဆင်းတော့ပါတယ်ဆိုတဲ့အချိန်မှာရွှေငွေတွေ့တယ်ဒါပေမဲ့ကျွန်တော် pick and view ကျွန်တော်မတူခဲ့ပါဘူးတားမောင်လို့ကျွန်တော်ပေါ်တက်ပါတယ်ခင်ဗျာတက်တယ်ရှောက်သွားတယ်အမတွေ့တော့ကျွန်တော်ရွှေတွေ့တယ်အဲ့ဒါတူလို့ရမြဆန်းနေနေတူးပါတယ်ခင်ဗျာ almost there ရရမခေါင်းလို့ဆိုအဲ့ဒါကျွန်တော်မရလို့ဆိုရင်မတူဘဲနဲ့ channel shop တော့စဉ်းစားလိုက်ပါတယ်အဲ့ဒါကျွန်တော်ရွှေတက်ကြီးမြောက်ထဲခုစားလိုက်ရတယ်damage ထိရဟာကဲငါစားပြုတ်ကြကြီးနေမှာ damage ထိရ fuck sorry အဲ့ဒါကျွန်တော်အော်သွားတယ်ဘာဖြစ်ပတ်တူကလေးဆိုတော့ခက်တွေ့တော့ပဲဘာလို့ကျွန်တော်ရှောက်သွားတယ်ပါရတယ်ခင်ဗျာအဲ့ဒါပြီးရှေးသွားခဲ့ပါတယ်ဒီမှာကျွန်တော်နောက်တစ်ခုထပ်တွေ့ရဗျအဲ့ဒါဘာလဲဆိုရင်မိုင်းနေမှာဒါပေမဲ့တွေ့ရတာနောက်ထပ်အကြီးလို့လေးရတယ်အခုဖြစ်နေအဲ့ကျွန်တော်ပေါ်တက်လို့ရအောင်ပြုတ်မိပါပဲအဲ့ဒါကျွန်တော်ပေါ်တက်လို့ရအောင်လို့ဆိုပြီးတော့ကြောက်လုံးတူးတယ်တော်တော်မရပါဘူးဆိုကျွန်တော်လက်နဲ့တူးရမို့လို့ပါအဲ့ကျွန်တော်လည်းပေါ်တက်ပြီးသွားတယ်မတွေ့ရပါမရှိပါဘူး
အဲ့တော့တက်လိုက်တကယ်တော့ဂျူနဲ့ကိုဖြစ်နေအောင်အပြည့်ကြီးပြီးကြော်ရတက်ပါလားခင်ဗျာအဲ့ဒါပဲကျွန်တော်လည်းဘာလို့ကြိုးစားပါလဲဒါနဲ့ခုကြည့်နေ viewer တွေတော့ဟာကျွန်တော် channel ကျွန်တော် video မွေးနေလို့ကျွန်တော်ထင်ပါတယ်မွေးရင်လည်းမွေးဘူးဗျာတပထားရပါတော့ခင်ဗျားတို့အနေနဲ့ဘယ်လိုပဲဖြစ်နေပြီကျွန်တော် support ပေးနေတယ်ဆိုရင်တော့ subscribe နေပေးကြပါနောက်တဲ့ video ကိုအကောင်းဆုံးဆိုတာမဟုတ်ပါဘူးကျွန်တော် gaming video လေးကြိုက်နေတဲ့ဆိုတော့ subscribe လေးနေပြီးတော့ like and share လေးမျိုးကူညီပေးကြပါခင်ဗျာပြီး comment ထဲမှာဘာ game တွေဆိုရမလဲဆိုတော့လဲ comment ထဲမှာလည်းဘာ game တွေဆိုရမလဲဆိုတော့မှန်ပြီးွားကြပါအောင်ဗျာဟုတ်စီကျွန်တော်အခုလော game ဆိုဖို့စဉ်းစားနေခေါင်းချောက်ရလို့ပါလိုက်ရလည်းမကောင်းဘူးဗျာဒီအတိုင်းမီးရဲဆောင်အောင်ပြည့်စည်ရဲနေကလည်းတော်တော်ဘူးတယ်ဦးနောက်ကလည်းစားသေးရဲအဲ့တော့နောက်ပိုင်းကျရင် brown chain သွားနေတယ်ဗျာ right ကျွန်တော်ပြီးလို့ဆက်လိုက်အောင်ဗျာအဲ့ဒါကျွန်တော်ဆက်တူပါတယ်ပေါ်တူရယ်တူပါခင်ဗျာဘာလို့ဆိုကျွန်တော်ကတူတာကဆယ်လို့ဖို့ပါလုံးဝအကုန်ကြီးရှိတာတည်ဆုံးပါဆက်တယ်လေခုချပါတယ်တေပိကတော့ဝတ်တီပါခင်ဗျာကျွန်တော်အပေါ်မြင့်ပူထီမှာဆိုတော့မစောချင်ဆိုခင်ဗျာလီးလိုက်ပါတယ်โอเคပါကျွန်တော်ဂျင်းနီပါဆိုပြီးဂျင်းမိခဲ့တဲ့ Blockcraft ပဲဖြစ်ပါတယ်ခင်ဗျာဒီလေးကတော့တယောက်ပါပဲနောက်ပြီးတော့ပြန်ကြည့်ကြမယ်